ယနေ့ချိန်ဒီအသက်ရှင်ခွင့်ရတယ်ယနေ့ချိန်ဒီစားနိုင်တောင်းနိုင်ရတဲ့ခွင့်ရတယ်ယနေ့ချိန်ဒီပါပတ်စံတပြားမှမပေးဘဲအောက်ဆီဂျင်ကိုအခမဲ့ရှူခွင့်ရတာဟာဘုရားသခင်ဂျေဇုရဲ့တဲ့ကြောင့်ဖြစ်တယ်နော်သင်မြင်ရတယ်သင်ကြားရတယ်သင်ရှူနိုင်ရတယ်ဒီဟာအားလုံးကသင်ရတတ်ဆိုင်မယ်လို့သင်ရကြားမှာဖြစ်ကြောင်းမဟုတ်ပါဘူးဘုရားပေးတဲ့ကြားမှာခြင်းကြောင့်ဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားသခင်ရဲ့ဂျေဇုကိုချီးမွမ်းပါယနေ့တင်တဲ့ကျွန်တော်ကိုဖေဖော်ဝါရီလတိုင်အောင်ဘုရားသခင်ကလမ်းပြပို့ဆောင်ပေးတာဖြစ်ပါတယ်ဆက်လက်ပြီးတော့အနာဂတ်မှာပို့ဆောင်မယ်ဘုရားဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့မင်္ဂလာရှိတဲ့ညနေခင်းချိန်ခါလေးမှာမိသားစုများကိုကြံ့ချက်တစ်ချက်လက်ဆောင်ပေးချင်ပါတယ်ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး၄အပိုင်းငယ်30မှာရာဘက်ကလည်းကိုရိုဒီကျွန်တော်ကိုအစဉ်ကောင်းကြီးပေးကျွန်တော်နေရာကိုကျယ်ဝန်းစီတော်မူပါကျွန်တော်ဒီဘေးဥပတ်အနှောက်အယှက်နဲ့ကင်းလွတ်ပါမည်အကြောင်းလက်တော်ဒီကျွန်တော်ဖက်နဲ့နေရဲ့ကွယ်ကာဆောင်မတော်မူပါဟုဣသေလဖျားခင်ထံမှာဆုတောင်းပါတယ်ယနေ့တင်လဲဒီဖေဖော်ဝါရီလကနေစပြီးမှတင်လှုပ်ဆောင်လေရာတိုင်းတင်လှုပ်ဆောင်လေရာတိုင်းမှာဘုရားထံမှာဆုတောင်းမှာအလုပ်သွားတော့မယ်ဆိုရင်လဲဆုတောင်းမှာကျမ်းစာဖတ်တော့မယ်ဆိုရင်လဲဆုတောင်းမှာသမင်းစားတော့မယ်ဆိုရင်လဲဆုတောင်းမှာဘယ်ကိုပဲသွားဘယ်ကိုပဲလာတင်လုပ်ငန်းကဏ္ဍတင်နေရစဉ်အစပြုတိုင်းမှာဘုရားနဲ့အစပြုပါဘုရားနဲ့အတူသွားလာပါယနေ့ရပဲဆုတောင်းတဲ့ကဲ့သို့ဘုရားထံမှာဆုတောင်းမှာဘုရားသခင်တင်ကိုကွယ်ကာဆောင်မပေးလိုက်မယ်ဘာမှမစိုးရင်နဲ့ဘာမှအားမငယ်နဲ့ဘာမှမကြောက်နဲ့တင်တို့ကိုတတိနဲ့ကြည့်ရှုတော်မူသောကြောင့်တင်တို့နဲ့စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုကိုရိုနိုင်အနံ့ကြလောဘုရားရှင်နာမပုံကြည်ပါစေကျွန်တော်ဗန်ထန်းစကားဆိုရင်မယုံပါနဲ့အသက်ရှင်တဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်စကားဖြစ်ပါတယ်ဒါကြောင့်မလို့နှလုံးသွင်းပါအာမင်နာရှိတော်သူမြည်ကကြားပါစေအရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေအာမင်